ဒါကြတော့ aesthetic ကိုတော့နေလုပ်တဲ့အခါမှာတချို့ကဒီရလက်ကိုချက်ချင်းသိတာတင်တဲ့သူတွေရှိသလိုတချို့ကျတော့သဘာဝဆန်ဆန်လေးနဲ့ဖြည်းဖြည်းချင်းပြောင်းလဲလာတဲ့အလှတရားကိုပို့ပြီးတော့လေလူချင်းကြတာမျိုးရှိရပေါ့နော်အရင်ပြောင်းလဲရမလို့ချင်းဘူးသဘာဝဆန်ဆန်လေးဆိုရပြီဒီလိုမျိုးလေးရှိရပေါ့နော်အဲ့တော့ဘယ်ဟာပိုကောင်းလဲဆိုတာကိုဒေါက်တာပြောပြပေးမယ်ပေါ့နော်တချို့သောကုထုံးတွေပေါ့ဥပမာဖေလာလိုမျိုးကုထုံးတွေဆိုလို့ရှိရင်သူကဒီကုထုံးလုပ်ပြရတဲ့ဒီရသလေးကချက်ချင်းသိတာတယ်ပေါ့နော်အခုမှဆိုလို့ရှိရင်ဒီမျက်နှာတွေခြိုင်ဝင်နေတယ်နှစ်ထင်းတွေခြိုင်နေတယ်ဒီလိုမျိုးဟာတွေဆိုဖေလာနဲ့ဖြည့်လိုက်တာနဲ့ကိုချက်ချင်းပြည့်တင်သွားပြီးတော့သူကဒီပြောင်းလဲသွားတာကိုမြင်ရတဲ့အတွက်ကြောင့်မို့လို့အခုချက်ချင်းသိတာတဲ့ကုထုံးတွေပေါ့နော်တချို့ကျတော့လေဒီလိုမျိုးချင်းသိတာတွေကိုမျိုးကြိုက်ကြတယ်နောက်တစ်မျိုးဆိုလို့ရှိရင်ကြိုးကြီးပေါ့ကြိုးကြီးဆိုလို့ရှိရင်တော့ဒီ lifting ပေါ့မျက်နှာအသားကိုတွဲကြတာကိုတင်းရင်မှုအတွက်ဆိုရင်ကြိုးထိုးလိုက်တာနဲ့သူ့ရဲ့ကြိုးထိုးတဲ့ဒီအရေးအတွက်လျောက်ချက်ချင်းကိုသူကတင်းရင်သွားတယ်ပေါ့နော်ဟိုမှာသူ့ရဲ့9ကြိုးဆို9ကြိုး6ကြိုးဆို6ကြိုးဒီလိုမျိုးသူ့ရဲ့ကြိုးအတိုင်းထားမှုတည်ပြီးတော့သူ့ရဲ့တင်းရင်တဲ့ဒီဂရီကကွာနိုင်ပြီမဲ့တင်းရင်တဲ့ဟာမျိုးအရင်ဦးဆုံးတော့90ရာခိုင်နှုန်းလောက်မြင်ရတယ်ပြီးတော့မှကြိုးရဲ့ဒီအာနိတင်ကပို့ပြီးတော့တင်းရင်လာတဲ့ခါမှာပို့ပြီးတော့လာကြတဲ့ခါမှာပို့တင်းလာတယ်ပေါ့နော်အဲ့တော့ကြိုးကကြတော့တချို့တော့တန်းချလေးပဲတခုဒီတင်းဒီပြောင်းလဲသွားတာကိုချက်ချင်းမြင်ရတယ်ပေါ့နော်အခုကြတော့နောက်ပိုင်းကြတော့ဘာရှိလာလဲဆိုရင်ခုနောက်ပိုင်းခေတ်စားလာတဲ့စားရဲဆိုရင် bound stimulator ပေါ့နော် bound stimulator တို့ skin booster ကိုထောင်းလို့ဆိုရင်ပေါ်လာလဲတိတ်မကြသေးဘူးသူတို့ကြတော့ဆေးချိုးတဲ့ခါကျချက်ချင်းပြောင်းလဲသွားတာမဟုတ်ပဲနဲ့ဒီဆေးကနေပြီးတော့မှကိုယ့်ရဲ့အသားရည်ရဲ့ collagen နဲ့ elastin တွေကိုဖြည်းဖြည်းနဲ့လှုံ့ဆော်ပြီးတော့အသားရဲ့အတွင်းမှညနေမှာတဖြည်းဖြည်းချင်း self level ကြီးကိုပြောင်းလဲပြီးတော့ကြည်နေတဲ့ပုံစံမျိုးပေါ့နော်အသားရည်တင်းတင်းကြည်နေတက်တည်ရှိနေရပဲဆိုတဲ့ဒီလိုမျိုး premium look ပုံစံမျိုးကိုပေးတာပေါ့နော်ဒါပေမဲ့သူတို့ကကြတော့ချက်ချင်းကိုမမြင်ရဘဲနဲ့အချိန်တိုင်းတာပေါ့နော်လအနေငယ်ကြာပြီးတော့မှသာသူကဒီ look မျိုးကဖြည်းဖြည်းချင်းရလာတာပေါ့နော်အဲ့တော့တချို့သောလူတွေမှာဆိုလို့ရှိရင်ချက်ချင်းသိတာတဲ့ကုထုံးတွေနဲ့ဒီလိုမျိုးဖြည်းဖြည်းချင်း skin quality ကောင်းလာစေတဲ့ကုထုံးတွေကိုတွဲပြီးတော့ပေးရတဲ့ treatment plan မျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဘယ်ဟာနဲ့ပို့ပြီးတော့တင့်တော်လဲဆိုတာကအခုလက်ရှိကိုယ့်ရဲ့တကယ်အရေးပြားပြဿနာအသားရည်ပြဿနာကဘာဖြစ်နေရလဲပေါ့နော်ပြီးတော့ကိုကဘာကိုပိုကြိုက်တာလဲနောက်တစ်ခုကကြတော့ဘလို့ပုံစံမျိုးကိုကိုကသွားချင်တာလဲကိုယ့်ရဲ့ goal ပေါ့နော်ဒါပေါ်မူတည်ပြီးတော့ဒေါက်တာနဲ့တေချာဆွေးနွေးပြီးတော့မှသူကဒီကုထုံးတွေကိုယူရတာပေါ့နော်အဲ့တော့ဘယ်ဟာပိုကောင်းလဲဆိုတာမျိုးကကြတော့ကိုကဘလို့ဖြစ်စင်တာလဲနောက်တစ်ခုကကြတော့ကိုယ့်ရဲ့အသားရည် quality ကဘာလဲကိုကဘာကိုပိုကြိုက်တာလဲဒီလိုမျိုးကိုယ့်ရဲ့အကြိုက်တွေကလည်းမတူနိုင်ကြအောင်ပေါ့နော်အဲ့ပေါ်မှာမူတည်ပြီးတော့ဒေါက်တာတို့က treatment plan တွေကိုရေးပေးရတာပေါ့နော်